အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမှာဘိုင်းနဲ့ထဲမှာဖီးတွေဒေါ်လာတွေဖီးယူဝယ်လို့ရတဲ့ဟာကိုကျွန်တော်ပြပေးမယ်โอเคဒီဝေမယ်ပြီးတော့စုလက်ဆောင်ကိုနှိပ်မယ်အမှဒီမှာတရက်တစ်ကြိမ်ဝင်ပေးလို့ရှိရင်တစ်ခုရတယ်ဒီနေရာမှာတစ်ခုယူလို့ရတယ်တရက်ကိုတစ်ခုယူလို့ရတယ်ဒီမှာဒီထဲမှာတစ်ခုယူလို့ရတယ်ဒီမှာတစ်ခုယူလို့ရတယ်ဒါတော့နေ့တိုင်းဝင်ပြီးလို့ရှိရင်ဒါလေးနှိပ်ပေးလိုက်အဲ့ဒါနေ့တိုင်းယူပြီးလို့ရှိရင်တစ်ခုရတယ်ပြီးတော့ဒီမှာအဲ့ဒါတွေတစ်ခုရလို့ရှိရင်ဒေါ်လာတွေပြန်လဲလို့ရတယ်20ဆိုလို့ရှိရင်တော့3ဒေါ်လာရတယ်15 point ဆိုလို့ရှိရင်ဒီမှာ2ဒေါ်လာရတယ်စုနိုင်တယ်လို့ပေါ့အများကြီးပိုရတယ်